နီးပြတွေအတွက်ရွှေလိုတန်ဖိုးရှိမဲ့ World Cup 2026မှာပါဝင်လာတဲ့ Water Break စီးမြင့်အသစ်မကြခင်မှာကျင်းပတော့မဲ့ကမ္ဘာဖလား2026ပြိုင်ပွဲကြီးမှာတော့ထပ်တိုးစီးမြင့်များနဲ့ပြောင်းလဲသွားတဲ့စီးမြင့်များဆိုပြီးတော့သတ်မှတ်လာခဲ့တာဖြစ်ပါတယ်။အဲထဲကမှ Water Break စီးမြင့်ဟာထပ်တိုးစီးမြင့်အဖြစ်ပါဝင်လာတာဖြစ်ပါတယ်။ပြိုင်ပွဲကြီးဟာအမေရိကန်၊ကနေဒါနဲ့မက္ကဆီကို၃နိုင်ငံမှာကျင်းပမှာဖြစ်ပြီးတော့ပွဲစဉ်အများစုကိုအလွန်ပူပြင်းတဲ့နွေရာသီကာလမှာကစားရမှာဖြစ်တဲ့အတွက်ကြောင့် FIFA ကနေကစားသမားတွေရဲ့ကျန်းမာရေးနဲ့ဘေးကင်းမှုအတွက်ရေတောက်ချိန် Water Break စီးမြင့်ကိုချမှတ်လိုက်တာဖြစ်ပါတယ်။ပွဲချိန်ပထမပိုင်းမိနစ်30ဝန်းကျင်နဲ့ဒုတိယပိုင်းမိနစ်80ဝန်းကျင်တွေမှာပဲဒိုင်လူကြီးကပွဲကိုရပ်ပြီးတော့အနားပေးမှဖြစ်ပြီးရေတောက်ချိန်ကိုတော့အနည်းဆုံး60စက္ကန့်ကနေအများဆုံး3မိနစ်ထက်မပိုစေရဆိုပြီးတော့တိတိကျကျသတ်မှတ်ထားပါတယ်။အချိန်ပြည့်တာနဲ့ပွဲကိုချက်ချင်းပြန်ဆမှာဖြစ်ပါတယ်။ဒီတော့3မိနစ်ဆိုတဲ့အချိန်ဟာနီးပြတွေအတွက်တော့ရွှေလိုတန်မိုးထားရတဲ့အချိန်ဖြစ်တာကြောင့်ကစားပွဲအတွင်းဂိမ်းချိန်ကြာများဖြစ်သွားမလားဆိုတာကတော့ရင်ခုန်စရာနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ပရိသတ်တို့ရောဒီ Water Break စီးမြင့်အသစ်ကိုဘယ်လိုထင်ကြလဲ။